အားလုံးပဲမင်္ဂလာပါခင်ဗျာ People TV Channel ကနေနှွေးထွေးဆောင်နှုတ်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မေလ2ရက်နေ့ကျွန်တော်တို့ရဲ့ People TV Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့ဒါလီမောင်ကျော်စင်ဝင်းမဲ့ဖြစ်ပါတယ်ခင်ဗျာဒီနေ့မေလ2ရက်နေ့မှာရောက်ရှိလာတဲ့ဒါလီမောင်ကျော်စင်ဝင်းရဲ့၃နှစ်ပြည့်ဝင်နေရဲ့မြက်လေးကိုတော့ရွှေကုတ်ကူမှာနေထိုင်နေချီရတဲ့ပြပြနဲ့မမေတို့ကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလီမောင်ကျော်စင်ဝင်းရဲ့၃နှစ်ပြည့်ဝင်နေရဲ့မြက်လေးကိုချီရတဲ့ပြပြနဲ့မမေစီတောင်းပေးထားတဲ့ဝင်းနေစီတောင်းလေးတွေရတော့ပြပတိကချီရတဲ့ဒါလီရဲ့ဘဝတစ်လျှောက်လုံးကျမတို့ရှင်ပြီးတော့လူတော်မန္တများပြည်စုံနဲ့ပညာတတ်သူတော်ကောင်းလေးဖြစ်ပါသည်မိဘလူကြီးပြည်စုနိုင်တဲ့ဒါလီမာလေးဖြစ်ပါသည်ချီရတဲ့မိသားစုနဲ့အတူနေတဲ့အတိုင်းမှာပူပင်တော့ကကင်းတော်ဖြစ်တန်းနိုင်ပါသည်ကြီးပြင်းလာမဲ့ဒါလီရဲ့ဘဝလေးဟာရေလိုရေးပန်းလို့ချမ်းမြေပြီးတော့ဒိုရပန်းနိုင်ခလုံးမတိပဲမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရက်သားသမီးများပေါ်ကောင်းကျိုးပြုနိုင်တဲ့ဒါကောင်းရတနာလေးဖြစ်ပါသည်မိကနိုင်တော်လက်တစ်စုံကိုပိုင်ဆိုင်နိုင်ပါသည်အမှားမှန်ခွဲခြားနိုင်တဲ့လူတော်လေးကောင်းလေးဖြစ်ပါသည်တောင်းလေးရလာလေးရာခလုံးမတိစုမကြီးပဲသူတော်ကောင်းများနဲ့တာတွေ့ဆုံနိုင်ပါသည်ပြပြနဲ့မိမိဟာတားလေးကိုရန်ချစ်ပါတယ်ဆိုပြီးတော့ဒါလီမောင်ကျော်စင်ဝင်းရဲ့၃နှစ်ပြည့်ဝင်နေရဲ့မြက်လေးကိုချီရတဲ့ပြပြနဲ့မိမိတို့ကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလီမောင်ကျော်စင်ဝင်းရဲ့ People TV Channel ကနေလည်းဒီနေ့မေလ2ရက်နေ့မှာရောက်ရှိလာတဲ့ဒါလီရဲ့ဝင်နေရဲ့မြက်လေးကိုထက်စင်ဝင်နေစုမကောင်းလေးတောင်းဆိုပေးကြပါတယ် People TV နော်ဝင်နေရနေစားပြီးတော့ချီရတဲ့မိသားစုနဲ့အတူနောက်နှစ်ပေါင်း100အတိုင်းပျော်ရွှင်သွားနေထိုင်နိုင်ပါသည်နေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်အနာဂတ်မှာထွန်းလင်းတတ်ပါတဲ့ပညာတတ်ကြီးလည်းဖြစ်ပါသည်မျက်နှာမြင်ချစ်ခင်တန်ကြားတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကဲ့တီသုံးပါရင်သမျိုး၅ပါးပေးရနေလည်းခင်ဝင်နိုင်ပါသည်တက်ရှိကျမ်းမာသွရှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြည့်ဝပါသည်လို့ဒီနေ့မေလ2ရက်နေ့မှာရောက်ရှိလာတဲ့ဒါလီမောင်ကျော်စင်ဝင်းရဲ့မွေးနေ့မြက်လေးကို People TV Channel ကနေလည်းထက်စင်မွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday TV Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday